သဘောစိတ်ကုန်းနေမုံတုံးပန်မေခင်ပြူရဲ့ဘေးရွာမှာနေတာကိုသိခင်လာပါလေမိုင်းညူညူဆိုင်လို့ရဲ့ညူပြိုင်မောင်ချေတော်တလေးတွေကဆွေအေးရွာပဲခွေသဘောကောင်းတဲ့ကလေးမရဲ့ရွာကိုအလေလာမေမင်းတို့အိမ်ရောက်တော့ွယ်မောင်ကိုပါတွင်မေအော်ဘစ်ကီကက်လေးဒါမျိုးတွေကိုဘုံမိုကကြောမပြခြင်းနေဘုံနဲ့တော့မဖားမကင်းစားပြခြင်းနေသဘောကောင်းတဲ့ကလေးမရဲ့မင်းတို့အိမ်မှာမိမ့်မိတ်စားခြင်းလေ